မနက်ခင်းအလုပ်သွားချိန်အိမ်ငိုက်ပြေလန်းဆန်းသွားအောင်ကော်ဖီတစ်ခွက်နဲ့အလွယ်တကူဖြတ်တန်းလေးရှိပါသလားဒါဆိုရင်တော့သတိထားပါဗျာမနက်အစောကြီးအစာမရှိပဲကော်ဖီတောက်တာဟာအစာရင်အက်ဆစ်ကိုပိုထွက်စေပြီးအစာချေစနစ်ကိုပျက်စီးစေနိုင်ပါတယ်ဒါဆိုရင်မြန်မာလူမျိုးတွေအကြိုက်ဆုံးဖြစ်တဲ့လက်ဖက်ရည်ပူပူလေးနဲ့အီကြာကွေးလေးကအဆင်ပြေနိုင်မလားဒါကပိုတောင်အန္တရာယ်ကြီးပါတယ်စီကြော်မုတ်တွေနဲ့တကြားတက်များတဲ့လက်ဖက်ရည်ဟာသွေးကြောပိတ်တာနှလုံးရောဂါဖြစ်တာနဲ့ခန္ဓာကိုယ်ကိုပိုပြီးထိုင်းမိုင်းသွားစေနိုင်ပါတယ်အဲ့လိုဆိုကျွန်ုပ်တို့ရဲ့ကျန်းမာရေးနဲ့တစ်နေ့တာလုံးစွမ်းအင်ပြေဝဖို့အတွက်မနက်ခင်းမှာဘာတွေစားသင့်တယ်လဲပရိုတင်းချက်ပြည့်ဝတဲ့ချက်ဥပြုံအစာအိမ်ကာကွယ်ပေးတဲ့ငှက်ပျောသီးစွမ်းအင်အပြည့်ပေးတဲ့အုတ်ကျုံအာဟာရပြည့်ဝတဲ့ကတ်စွန်းဥပြုံနဲ့ခန္ဓာကိုယ်အစိတ်အတောက်ပြည့်စေမဲ့ရေနွေ့နွေ့သို့မဟုတ်ရေနွေးချမ်းဒီမနက်စာတွေကခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေကိုမျှတစေပြီးဇီဝကမ္မဖြစ်စဉ်ကိုအကောင်းဆုံးလေပတ်စေမှာဖြစ်ပါတယ် အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်အသုံးဝင်မဲ့ကျန်းမာရေးဗဟုသုတဗီဒီယိုတွေကိုဆက်ကြည့်ဖို့အတွက် like subscribe နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်